နာမည်ပြောနာမည်တော့ဂျာဒူအောင်ကိုကြီးမိခင်တိုင်ရင်အောင်ခမရ200ခေါ်ခမ200ခေါ်လက်ရှိတောင်ထမ်းဆောင်နေတဲ့တက်ကောင်ခမ350ဘာတောင်ထမ်းဆောင်တစ်ထောက်ကိုကြီးဒီနေ့နေရာပြည်ရဲတွေစိုးမိုးထားတာမသိဘူးသိတယ်ဘယ်လိုမခံလေးသားပေါ့ဟုတ်ကဲ့ဖြစ်လို့ဒီနေရာပြည်ရဲထင်းချုပ်ထားရဲဆိုတော့မကြမိဘူးဟုတ်လားအဲ့တော့ဘာလို့လဲကျွန်တော်တို့အခုဒါဖန်ပြီးထိန်းသိမ်းလိုက်ပြီဆိုတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့စစ်တုပ်ပန်းဖြစ်သွားပြီပေါ့နော်စစ်တုပ်ပန်းဖြစ်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါစစ်တုပ်ပန်းဂျနီဗာကွန်ဗင်းရှင်းရစစ်တုပ်ပန်းကျင်းဝတ်စစ်တုပ်ပန်းဥပဒေအတိုင်းကျွန်တော်တို့အရေးယူဆောင်ရွက်မှာဖြစ်တယ်နားလည်ပါကျွန်တော်တို့ဒါဂျနီဗာကွန်ဗင်းရှင်းစစ်တုပ်ပန်းဥပဒေတိုင်းအရေးယူဆောင်ရွက်နောက်တစ်ခုကဘူကြီးကိုပေါ့နော်ခင်ဗျားတို့ပြောပြတယ်ကျွန်တော်တို့မျိုးတော်လန်ရေးကနေပေါက်ဖွာလာတဲ့ဒါပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကပြည်သူတွေပဲဗျနော်2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့အသက်ရှူခွင့်တွေကျွန်တော်တို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကျွန်တော်တို့မွေးရပါအခွင့်အရေးဖြစ်တဲ့ကိုယ်ပိုင်လွတ်လပ်စွာအသက်ရှူခွင့်တွေကိုလက်စည်းကုပ်ပြီးတော့မှအသက်ဝဝပေးမရှူတဲ့ဒီအာဏာရှင်တွေကြောင့်ပေါ်ပေါက်လာရတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေပြည်သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ခင်ဗျားတို့ပြည်သူတွေကိုဆန့်ကျင်တဲ့အလုပ်မလုပ်နဲ့ပေါ့စစ်သားဆိုတဲ့ရည်ချက်ကစစ်သားလုပ်တယ်ဆိုတာနိုင်ငံတော်ကိုကာကွယ်ဖို့ဟုတ်တယ်မလားနိုင်ငံတော်ဆိုတာကလူတွေနေထိုင်တဲ့ border line အတွင်းမှာရှိတဲ့နယ်နိမိတ် area ကိုနိုင်ငံတော်လို့ခေါ်တာဗျဟုတ်လားလူတွေမရှိဘူးလူတွေမရှိဘူးမြေလွတ်မြေရိုင်းပဲရှိတယ်ဆိုရင်အဲ့ဒါမြေလွတ်မြေရိုင်းပဲဖြစ်သွားမှာနိုင်ငံတော်မဟုတ်ဘူးနိုင်ငံတော်ဆိုတာမိတင်းနေထိုင်တဲ့သူတွေရှိလို့နိုင်ငံတော်ဖြစ်အဲ့တော့မိတင်းနေထိုင်တဲ့သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဆောက်ရှောက်ရမယ်အစားကိုယ့်ရဲ့အာဏာရှင်အဆက်ဆက်ကနေပြီးတော့ကိုယ်ဆိုလူနိုင်ထားတဲ့နော်မတမာတဲ့နည်းနဲ့ရယူထားတဲ့အကျိုးစီးပွားတွေကိုကာကွယ်နေတာစစ်သားလို့ပြောလို့မရဘူးဟုတ်လားဘာကြောင့်ကျွန်တော်တို့စစ်ခွေးလို့ခေါ်တာလဲလူလူကဘာကြောင့်စစ်ခွေးလို့ခေါ်တာလဲအမုန်းကြီးမုန်းတာလဲဆိုတာအဲ့ဒါပဲလူလူရဲ့အကျိုးစီးပွားကိုဥထိပ်ပန်ဆင်ကာကွယ်နေတာမဟုတ်ဘူးနော်စစ်တပ်ဆိုတာကတိုင်းပြည်မှာရှိတဲ့ department တစ်ခုပဲသိလားဆရာဝန်စေပညာ department ကာကွယ်ရေး department ဟုတ်လားသူရဲ့ပညာရေး department ဆိုတော့စစ်တပ်ဒီအလုံးစုံကဲတင်ရှင်မဟုတ်စစ်တပ်ဒီအလုံးစုံပိုင်ဆိုးသောအရှင်သခင်မဟုတ်စစ်ဦးစီးချုပ်ဒီဘယင်မဟုတ်သိလားဘယင်စနစ်လည်းမရှိတော့ဘူးအဲ့တော့စစ်တပ်ဒီနိုင်ငံတော်ကိုကာကွယ်ဆုံးရှုံးရမယ်ဆိုတဲ့အခမ်းကဏ္ဍကိုလှုံ့ဆော်တဲ့ department တစ်ခုပဲဖြစ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ရဲ့အကျိုးစီးပွားအသက်အိုးအိမ်စီးစိမ်ကိုဒီပရန်ကျူးကျော်မှုကနေကာကွယ်စေခြင်းလို့ကျွန်တော်တို့ကနေပြီးတော့တက်မလို့ရုံကြည်ကြည်နဲ့လက်နဲ့ခဲရင်းတွေအနံပြီးတော့မှကာကွယ်ဆော့ရှော့ခိုင်းတာအဲ့ဒီလက်နဲ့ခဲရင်းတွေရဲ့ပါဝါကြီးမှုကိုခွင့်ကောင်းယူပြီးတော့လူထုကိုဒီရဆက်ဆက်ကိုယ်ပိုင်သက်ရှူခွင့်တွေတည်စည်းကုန်ဖို့မဟုတ်ကြလားအဲ့တော့ကျွန်တော်တို့ဘာကြောင့်လူဒေါ်လာရေးလောက်ရတာလဲဆိုလို့ရှိရင်တနည်းပြောရရင်လူဆိုတာဗျအသက်ရှူတိုင်းအသက်ရှင်တာမဟုတ်သိလားလူဆိုတာမျောလင်းချက်ရီမန်းချက်ရည်ရွယ်ချက်တွေနဲ့အသက်ရှင်ရတယ်အဲ့တော့အာဏာသိမ်းပြီးတဲ့နောက်မှာကျွန်တော်တို့ဟိုးရခင်ကနေခဲ့တယ်လို့မျောလင်းချက်မဲ့ရည်ရွယ်ချက်မဲ့ကိုလောက်တာကိုမစားရတဲ့ဘဝနဲ့ပြန်သွားနေရမယ်ဆိုကျွန်တော်တို့ကလူမဟုတ်တော့အသက်ရှူတော့လည်းပဲအသက်မရှင်တော့ဟုတ်လားကျွန်တော်တို့အခုတော်လိုင်းရေးလုပ်တယ်ဆိုတာလေမိသားစုနဲ့လည်းဝေးရတယ်ချစ်ချင်းမြတ်တာရင်းနဲ့လည်းဝေးกว่าကျွန်တော်တို့အသက်ရှူနေတော့လည်းပဲတစ်ခါတစ်ခါအသက်မရှင်တော့ဒါပေမဲ့ကိုနိုင်ငံတော်ပြည့်မျောလင်းချက်ဆိုတဲ့မျောလင်းတဲ့စိတ်နဲ့ကျွန်တော်တို့အသက်ရှင်နေရတယ်အဲ့တော့အဲ့ဒီနိုင်ငံတော်ပြည့်ဆိုတဲ့မျောလင်းချက်လေးသာမရှိကျွန်တော်တို့ကပြည်လူတွေဖြစ်ပြီးသားပဲအဲ့တော့ဘယ်လိုပြောရမလဲပြည်လူထက်ရှင်မမိုက်နဲ့ဒီဘက်ပြည့်နေတယ်နောက်တစ်ခုကပြည်သူကိုရှင်ပြီးတော့မှမမိုက်နဲ့သိတာတက်မတော်ဆိုတာနိုင်ငံတော်ရဲ့ department တစ်ခုအစိတ်ပဲရှိအစိတ်ပိုင်းလေးတစ်ခုပဲပြည်သူဆိုတာနိုင်ငံတော်ရဲ့အဝန်းအဝိုင်းတစ်ခုအဲ့တော့ဘယ်တော့မှနိုင်မှာလည်းမဟုတ်ဘူးနောက်တစ်ခုကကျတော့ကျွန်တော်တို့ကနာကြီးတက်တယ်ခံစားတက်တယ်ခင်ဗျားတို့ရက်ဆက်တယ်လို့ရက်ဆက်တယ်ဒါပေမဲ့ကျွန်တော်တို့လူချင်းနေတာဒီအနာဂတ်နိုင်ငံတော်ဖြစ်တဲ့စီကံပြေဝသောတရားစီကံပြေဝသောတရားဥပဒေစိုးမိုးသောဥပဒေကိုဥပဒေတိုင်းလိုက်နာသောနော်အဲ့လိုစီကံပြေဝသောနိုင်ငံတော်တစ်ကိုတည်ဆောက်နေတာ
အပြန်အလှန်တက်ပြတ်နေတာမဟုတ်တဲ့အတွက်ကြောင့်မို့ခင်ဗျားတို့ဒါကံကောင်းသွားတယ်ကျွန်တော်တို့ဒါ2021ခုနှစ်2022ခုနှစ်အတွင်းမှာနာကြီးချက်တွေနဲ့လှုပ်ဆောင်နေတဲ့အခြေအနေမှာခင်ဗျားတို့ကြုံခဲ့မယ်ဆိုတော့ဒါအသက်မရှိတော့ဘူးပေါ့နော်အခုချိန်ကတော်လိုင်းကြီးကြာလာတာနဲ့အမျှကျွန်တော်တို့ဒီနိုင်ငံတော်တစ်ကိုစနစ်တကျတည်ဆောက်နေတာစီကံပြေးသွားတဲ့နိုင်ငံတော်တစ်ကိုတည်ဆောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ခင်ဗျားတို့ဂျနီဗာကွန်ဗင်းရှင်းနဲ့အညီကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်เนาะဒါ PDF ကနေပြီးတော့မှထားမှာဖြစ်သို့တော်လည်းပဲကျွန်တော်တို့ပို့ပေးတဲ့ဆန်တွေစီတွေစားတွေဒီကျွန်တော်တို့တော်လိုင်းအင်အားစုတွေစားဖို့ဖြစ်တဲ့အတွက်ကြောင့်မို့ခင်ဗျားပါတဲ့ပတ်စံတွေကနေခင်ဗျားစားစိတ်ကိုလည်းကျွန်တော်တို့ယူသွားလိုက်ဘာလို့လဲဆိုတော့ခင်ဗျားတို့အတွက်တီးသက်ထောက်ပတ်ထားတဲ့အဖွဲ့အစည်းရှိလို့နားလဲလားเนาะအဲ့တော့ခုနကကျွန်တော်ပြောသလိုကျွန်တော်တို့ဒီတက်မတော်တော်လန်နေတာလည်းမဟုတ်ဘူးတက်မတော်ကိုဖြိုဖျက်နေတာလည်းမဟုတ်ဘူးခင်ဗျားတို့တက်မတော်အတွင်းမှာလက်ရှိနေတဲ့စစ်သားတွေပေါ့နော်အနည်းအဖြစ်စစ်သားတွေပေါ့စစ်သားတွေအနေနဲ့ကဟိုဘက်မဆွဲနဲ့ငါတို့တက်မတော်ကိုဖြိုဖျက်နေတာငါတို့တက်မတော်ကိုတိတ်ခါချနေတာငါတို့ကတက်မတော်ကိုကာကွယ်နေတာအမျိုးဘာသာသာသနာကိုကာကွယ်နေတယ်ဆိုတော့ဖက်ဆွဲတဲ့အတွေ့တွေမတွေ့နဲ့ကျွန်တော်တို့တက်မတော်ကိုဖြိုဖျက်နေတာလည်းမဟုတ်ဘူးအမျိုးဘာသာသာသနာကိုဖျက်ဆီးနေတာလည်းမဟုတ်ဘူးတက်မတော်ရဲ့ဂုံတိတ်ခါခင်ဗျားတို့အာနာရှင်တွေလှုပ်လို့ပျက်စီးနေတာနားလေလားတက်မတော်ဘာဂုံတိတ်ခါမှမရှိဘူးခင်ဗျားတို့စစ်ခွေးတယ်ကြားတယ်ဘယ်တော့သိနာပြတော့ဟုတ်လားနားပါပဲဘာဖြစ်လို့လဲသိတာခင်ဗျားတို့ရဲ့လုံဆောင်ချက်ကစစ်သားမဟုတ်လားစစ်ခွေးဖြစ်နေတယ်ဗျာအဲ့ဒါတွေဒီဒါတိုင်းပြည်ကိုအာနာသိမ်းခဲ့တဲ့အာနာရှင်လူတို့စုရဲ့လုံလိုက်တဲ့သူ့ရဲ့ချမ်းသာကြွယ်ဝမှုကာကွယ်မှုကခင်ဗျားတို့ပုံမှာအကျိုးသက်ရောက်မှုဖြစ်ကုန်အဲ့တော့ခင်ဗျားတို့သာအာနာရှင်ကိုကိုယ်တိုင်ကြီးကြီးတောင်းတယ်ဆိုကျွန်တော်တို့ဆိုတာလိုရှိတာကြရတော့မကောင်းရှိအဲ့တော့ကျွန်တော်တို့ဒီတက်မလို့ဖြစ်စီတာဟုတ်ဟုတ်ခင်ဗျားတို့ကိုယ်တိုင်တောင်းဝင်မကြေလို့ခင်ဗျားတို့မကြေတဲ့တောင်းဝင်ကျွန်တော်တို့ကယူနေရတာလူငယ်တွေကဝင်ယူနေရတာခင်ဗျားတို့လည်းလူငယ်ပါပဲဟုတ်လားကျွန်တော်တို့ကတောင်းဝင်ကိုဝင်ယူနေရတာခင်ဗျားတို့တောင်းဝင်မကြေလို့အဲ့တော့ကျွန်တော်တို့ကတက်မလို့ဖြစ်စီနေတာလည်းမဟုတ်အမျိုးဘာသာသာသနာဘုရားဘာသာနဲ့ခင်ဗျားတို့ပြောတဲ့ဘုရားဘာသာနဲ့ဗမာလူမျိုးပေါ့ဗျာဗမာလူမျိုးတွေပြည်တော်စုတွင်းထဲမှာသိခါကြနေတာဗမာတွေရက်ဆက်လို့မဟုတ်အာနာရှင်တွေရက်ဆက်လို့ဘုရားဘာသာတွေကိုလူငယ်တွေတယောမှုတွေများပြားလာတာပြီခင်ဗျားတို့အာနာရှင်တွေကြောင့်မကြခင်ကဖျားတစ်ခုတည်လိုက်တယ်တိုင်းပြည်လောက်စင်းရဲပြီးတော့ကုန်သိန်းတို့တွေကြီးပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာတော့မလောက်ဖျားတွေတော့ပေါ်နေတဲ့နိုင်ငံမှာသူတဲ့ကြီးမားတဲ့ကုန်ကြစိတ်ကြီးညောင်များစွာသောဖျားတွေတည်ပြီးတော့မှစင်းရဲတော့ပါဇက်တွေကိုထမင်းမခွန်ဟုတ်လားကိုးမြင့်မှာပဲဖျားတည်တယ်ဆိုတာခဏဘုရားဘာသာကိုသိခါကြတယ်ဘုရားဘာသာကျွန်တော်သိရတဲ့ဘုရားဘာသာကအပြောမဟုတ်ဘူးကြာသူကအလုံးနဲ့တက်တည်ကြခင်ဗျားတို့ကကြတော့ဘုရားဘာသာမြန်မာလူမျိုးနဲ့ဘုရားဘာသာကတိုင်းပြည်မှာလူကြီး90ရာခိုင်နှုန်းရှိတယ်ဆိုတာကိုခင်ဗျားတို့ကအခွင့်ကောင်းယူပြီးတော့ငင်းချနေတာခင်ဗျားတို့ရဲ့ဘာတွေကဟုတ်လားမဟုတ်ဘူးအခုခင်ဗျားဒီလိုမျိုးတုတ်ပန်းဖြစ်သွားတဲ့ခါမှာခင်ဗျားတို့ရဲ့ဒုတိယပုံမှုကြီးလားဟုတ်လားကျွန်တော်တို့ဖုံးဆက်ပေးတယ်လာခဲ့လားဟမ်လာခဲ့လားโอเคဘူးခင်ဗျားတို့တငယ်ချင်းတွေဖုံးမှာပိတ်သွားတယ်ဟုတ်လားโอเคဘူးခင်ဗျားတို့ကဘာအသွေးအသားမှမရှိတော့ခင်ဗျားတို့အချင်းချင်းတော့ကာကွယ်နိုင်တဲ့အသိမရှိတော့အဲ့တော့ပြည်သူကိုကာကွယ်ဖို့ဆိုတာဝေးသွားပြီအဲ့တော့ကျွန်တော်ပြောပြခြင်းလေကြံရှိနေတဲ့ဒီတက်မတော်သားတွေအနေနဲ့လေကိုကစစ်ခွေးဖြစ်နေတာစစ်သားဖြစ်နေလားဆိုတော့စဉ်းစားပေးဖို့ပြည်သူလူထုကိုကာကွယ်မယ်လို့တန်နေတာဆိုထားတဲ့သစ္စာဒိဋ္ဌာန်တွေကိုတီးဖို့အာဏာရှင်စနစ်ကိုကျွန်တော်တို့နဲ့အတူတူလက်တွဲညီညီတွန်းလှန်မယ်ဆိုရင်ကျွန်တော်တို့အနာဂတ်နိုင်ငံတော်တစ်ကမကြပါဘူးဆိုတာကိုကျွန်တော်တို့ပြောချင်တယ်ပေါ့နော်ဒါအကြံဉာဏ်ပေးချင်တယ်ခင်ဗျားကိုကျွန်တော်တို့ရဲ့တောင်ဝမ်းစစ်ဒေသကုကဲရဲ့အစဉ်အဆက်ကိုကျွန်တော်တို့ပို့မယ်တရားဥပဒေနဲ့အညီခင်ဗျားရဲ့ပြည်သူပြည်သူတွေကိုညာခံနေတာဟုတ်လားနော်ခင်ဗျားတို့ကျွန်တော်တို့ကိုမိရင်လည်းကျွန်တော်တို့မိသားစုတွေဒုက္ခပေးတယ်အမိရင်လည်းကျွန်တော်တို့မိသားစုတွေကိုဒုက္ခပေးတယ်ကျွန်တော်တို့မိတဲ့အခါမှာခင်ဗျားမိသားစုဒုက္ခပေးလားခင်ဗျားမင်းမဒီနားလေးမှာပဲဒုက္ခသွားပေးလားစစ်သားကြဒါစစ်သားရှိရတယ်တတိတီရတယ်အပြစ်ရှိတဲ့သူကိုအပြစ်ပေးမယ်အပြစ်မရှိတဲ့သူကိုကာကွယ်ဆောင်ရှောက်အောင်စစ်သားနားလည်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့လူလူလည်းဒီမိထားတဲ့လူကိုကျွန်တော်တို့မသက်မဖြတ်လိုက်တဲ့အပေါ်မှာအရင်ဒေါသမဖြစ်ပါနဲ့ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစီကံပြေးသွားတဲ့အနာဂတ်နိုင်ငံတော်တစ်ကိုတည်ဆောက်နေတဲ့နေရာမှာကျွန်တော်တို့ကိုယ်တိုင်စံမူလာကောင်းနေပြရတာတွေရှိတယ်။ကျွန်တော်တို့ကဘောလုံးကွင်းထဲမှာဆိုရင်တော့ကျွန်တော်တို့ကဘောလုံးစကားနဲ့ပြောရမှာဆိုကျွန်တော်တို့က player လေးကိုယ်တိုင်မောတက်တယ်ကိုယ်တိုင်နာကြည့်တက်တယ်ကိုယ်တိုင်ခံစားတက်တယ်ကိုယ်တိုင်ထိခိုက်ဘူးတယ်ကိုယ်တိုင်နာကျင်ဘူးတယ်
အဲ့လိုလူကတော့စီကံပြေဝဆိုတာနေထိုင်နေတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့ဒီထက်ပိုပြီးတော့မှစီကံပြေဝဆိုတာနေထိုင်ပေးဖို့ကိုယ့်ရဲ့ဒေါသခံစားချက်တွေကိုရှော့ချပြီးတော့မှကျွန်တော်တို့ဖြစ်ချင်တဲ့အနာဂတ်ပန်းတိုင်နိုင်ငံတော်တစ်ခံယူချက်တွေနဲ့ကျွန်တော်တို့တတွဲညီညီသွားဖို့ပြည်သူလူထုကိုလည်းမေတ္တာရက်ခံချင်ပါတယ်